ယောက်ျားဖြစ်သူကိုတတ်ဖို့ကြိုးစားတာရုပ်တံလိုက်မှာတခါတဲ့ဗီဒီယိုဖမ်းယူရိုက်ကိုမိသွားခဲ့တယ်။အဖြစ်အမှန်ကိုသိသွားလို့ရှိရင်အဲ့ဒီယောက်ျားကိုဘယ်သူမှသနားမှာမဟုတ်တော့ဘူး။သူခံရတာနဲတော့နဲသေးရဲ့ဆိုပြီးတော့အားလုံးကပြောကြလိမ့်မယ်။အဲ့ဒီ Mike ဆိုတဲ့သူကအိမ်အောင်တဲ့တယောက်သူ့ရဲ့မိန်းမကအလုပ်ကိစ္စနဲ့ခရီးထွက်နေခဲ့တာတစ်ပတ်လောက်ကြာမယ်။အဲ့ဒါနဲ့သူကလည်းသူ့မိန်းမအိမ်မှာမရှိတဲ့အချိန်မှာ professional girlfriend တယောက်ကိုသူကဝယ်လိုက်တယ်။ဝယ်ပြီးတော့သူတို့အိမ်မှာအတူတူနေကြတယ်။ပထမတော့သူကတရက်စာလောက်ပဲဆိုပြီးတော့ခေါ်ခဲ့ပေမဲ့အဲ့ဒီဒါလီယာဆိုတဲ့အမျိုးသမီးကိုသူကဆွဲလန်းချစ်ခင်သွားခဲ့တယ်။အဲ့တော့သူ့ရဲ့မိန်းမတပတ်ကြာလို့အလုပ်ကနေပြီးအိမ်ကိုလည်းပြန်လာရောသူ့ရဲ့မိန်းမကိုသူကကွာရှင်းခွင့်တောင်းရောကွာရှင်းမယ်ဆိုတော့မိန်းမကလည်းကွာရှင်းပေးလိုက်တာပေါ့သူ့မိန်းမနဲ့ကွာရှင်းပြီး9ရက်အကြာမှာပဲမိုင်းနဲ့ဒါလီယာတို့နှစ်ယောက်လုံးကလက်ထပ်သွားခဲ့ကြတယ်သူကအခုချိန်မှာအရန်ဝမ်းသာပျော်ရွှင်နေခဲ့တာသူတို့ရဲ့ဆက်ဆံရေးကလည်းအရန်ကောင်းတယ်သူချစ်တဲ့သူနဲ့အတူတူနေရတယ်ပေါ့မိုက်ကိုယ်တိုင်ကလည်းဂျင်အရန်ဆောတဲ့သူတယောက်ဒါလီယာကလည်းအရန်လှပလွန်တော့သူတို့ကိုသူတို့လိုက်ဖက်လွန်နဲ့စုံတွဲဆိုပြီးတော့ထင်နေကြတယ်ဒါပေမဲ့မိုက်စီမှာကန်ဆိုးတာတွေကစပြီးတော့ဖြစ်လာတယ်မိုက်ကအရင်တုန်းကတရားဥပဒေနဲ့ညှိစွန်းတဲ့ကိစ္စတွေကိုလုပ်ခဲ့တဲ့အတွက်ကြောင့်မို့လို့ထောင်ဒဏ်2နှစ်ကြာခံခဲ့ရတယ်ဒါအပြင်စောင့်ကြည့်28နှစ်ကိုလည်းသူချခံထားရတယ်ဒီနှစ်တွေအတွင်းမှာသူကအကောင်းမွန်ဆုံးနေထိုင်နေခဲ့ပေမဲ့အခုရပ်ပိုင်းအတွင်းမှာသူခဏတိုင်ကြားခံလာရတယ်သူကတရားဥပဒေနဲ့မလွတ်ကင်းတာဘာမှမလုပ်ဘူးဘာလို့လဲဆိုရင်သူကစောင့်ကြည့်ခံနေရတဲ့ကာလမှာနေထိုင်နေရတာကိုဒါပေမဲ့မူရစ်ဆေးဝါးလက်ဝဲတွေးရှိတယ်ရာဇဝတ်မှုတွေလုပ်နေပါတယ်ဆိုတော့အမည်မသိတိုင်ကြားချက်တွေခဏရဲစခန်းကိုရောက်လာပြီးတော့ဒီသတင်းတွေကသူ့စီကိုပြန်ပြီးတော့ကြားနေရတယ်အခုလိုမျိုးခဏသူတိုင်ကြားခံနေရတဲ့အတွက်ကြောင့်မို့လို့သူလည်းအရန်ကိုစိတ်ရှုံနေတယ်တစုံတစ်ယောက်ကသူ့ကိုကြောက်ချဖို့အတွက်လုပ်နေရဲဆိုတာကိုလည်းသူသိတယ်သူ့ကိုတစုံတစ်ယောက်ကနောက်ယောင်ခံလိုက်နေတယ်လို့လည်းသူထင်တယ်မိုက်ကအရန်ကိုစိုးရင်ပူပန်လာတယ်သူ့ရဲ့အိမ်တော်ကြီးကလည်းအဆင်ပြေနေပြီသူကိုယ်တိုင်လည်းပျော်ပဲနေခြင်းနဲ့ဒါပေမဲ့သူမိန်းမယူလိုက်ပြီးတော့မှအခုလိုတွေဖြစ်နေတော့သူလည်းစိတ်ရှုပ်ပြီးတော့သူ့ရဲ့ပိုင်ဆိုင်မှုတွေအကုန်လုံးကိုသူ့ရဲ့ဒုတိယမိန်းမဒါလီယာရဲ့နာမည်နဲ့သူကလွှဲပေးလိုက်ရောအဲ့ဒါမှယုံကြည်စိတ်ချရမယ်ပေါ့နော်သူတခုခုဖြစ်သွားလို့ရှိရင်လည်းသူ့မိန်းမကောင်းနေရမယ်ဆိုပြီးတော့အမှန်တကယ်မှာတော့သူ့ကိုထောင်ထဲပြန်ထည့်ဖို့ကြိုးစားနေရကသူ့ရဲ့ဒုတိယမိန်းမဒါလီယာကိုယ်တိုင်ကိုကလုံနေရပဲသူကပထမတည်းကမှမိုက်ကိုမချစ်ပါဘူးမိုက်ရဲ့ပတ်စံအတွက်ပဲသူကမိုက်နာကိုကတ်နေခဲ့တယ်အခုပတ်စံအတွက်ပဲလက်ထပ်ထားတယ်သူအခုထောင်ထဲပြန်ပို့လို့မရတော့ဘူးဆိုတော့မိုက်ကိုတခါတည်းအဆုံးသတ်ပစ်ဖို့အတွက်သူကြံစီရယ်သူတို့လက်ထပ်ထားတာ6လလောက်ပြည့်သွားတဲ့အချိန်မှာဒါလီယာကအရင်တုန်းကသူတီးခဲ့တဲ့လူတယောက်ကိုသွားပြီးတော့သူ့ယောက်ျားမိုက်ကိုတတ်ပေးဖို့အတွက်အကူအညီသွားတောင်းတယ်။အဲ့ဒီလူကစီရီယယ်ကီလာလည်းမဟုတ်ကြေးစားလည်းမဟုတ်ဘာမှလည်းမဟုတ်တာကိုသူကအကူအညီသွားတောင်းတာ။သူကတာမန်လူတယောက်ဖြစ်နေတယ်။အဲ့တော့ဒီတာမန်လူကဘာလုပ်မလဲရဲကိုသွားတိုင်တာပေါ့။ရဲကိုသွားတိုင်တဲ့အခါကျတော့ရဲတွေကဒါလီယာရဲ့အကြံစီကိုတိသွားရော။အဲ့ဒါနဲ့ရဲတွေကဒါလီယာကိုတတ်သိအထောက်ထားအခိုင်အမာနဲ့လက်ရဖမ်းဖို့အတွက်ဆိုပြီးတော့သူတို့လည်းစတင်ပြီးတော့လှုပ်ကြပါတော့တယ်။ဒါလီယာပြောလိုက်တဲ့ဒါလီယာရဲ့အသီးကနေမှတဆင်သူတို့ကဒါလီယာကိုလုံးဝခြေကျုံမိသွားအောင်တတ်သိအခိုင်အမာနဲ့သူ့ကိုဖမ်းဖို့အတွက်ရုပ်တံအစီအစဉ်တစ်ခုလိုမျိုးစတင်ပြီးတော့လုပ်ခဲ့ကြတယ်။ဒါလီယာရဲ့မိတ်ဆွေဖြစ်သူကလည်းဒါလီယာကိုလာပြောတယ်နှစ်ယောက်ျားကိုအဆုံးသတ်ဖို့အတွက်ငါလူတစ်ယောက်ကိုငှားပြီးသွားပြီ။အဲ့ဒီအချိန်မှာဒါလီယာကလည်းသူ့ယောက်ျားရဲ့ဓာတ်ပုံတွေပေးတယ်ပြီးတော့ပတ်စံပါပေးလိုက်သေးတယ်။အဲ့ဒီအချိန်မှာပဲရဲကရောက်ရှိလာခဲ့တယ်။ကြေးစားပုံစံဟန်ဆောင်ပြီးတော့ဒါလီယာကိုမေးတယ်နင်နှစ်ယောက်ျားကိုတကယ်ပဲအခုလိုမျိုးလုံမာလား100%သေးကြလားဆိုတော့ဒါလီယာက9000%သေးကြပါတယ်ဆိုပြီးတော့ပြောလိုက်ရောအဲ့တော့သူတို့ရှိမှာဒါလီယာနဲ့ပတ်သက်တဲ့တပ်တွေအများကြီးစုဆောင်းပြီးသွားပြီပြီးတော့သူတို့ကမိုက်ကိုတကယ်ပဲအဆုံးသတ်လိုက်ပါပြီဆိုပြီးတော့ဒါလီယာကိုလိန်ပြောခဲ့ကြပြီးတော့ဒါလီယာရဲ့ reaction ကိုသူတို့ယူတယ်ပေါ့နော်သူဘယ်လိုမျိုးတုတ်ပြန်လဲပေါ့သူရဲ့တုတ်ပြန်မှုကိုစောင့်ကြည့်ခဲ့ကြတယ်ပြီးတော့အဲ့ဒါကိုလည်းဗီဒီယိုရိုက်ကူးခဲ့ကြတယ်အဲ့ဒီမှာတော့ဒါလီယာအရန်ဝမ်းနေတဲ့ပုံစံတွေပါတွေလောက်ပြီးတော့ငိုပြတာပေါ့သူယောက်ျားတေသွားပြီဆိုပြီးတော့နောက်တော့တပ်တွေအထောက်ထားခိုင်မာတဲ့အတွက်ကြောင့်မို့လို့သူမအဖမ်းခံလိုက်ရပါတယ်ဒီလိုနဲ့မိုက်ကတစ်နှစ်အတွင်းမှာပဲမိန်းမ2ယောက်နဲ့ကွာရှင်းပြတ်ဆဲခဲ့ရတယ်။အဲ့ဒီဒါလီယာဘလောက်လဲဆိုလို့ရှိရင်သူတရက်ခွင်ကိုရောက်ရှိသွားတဲ့အချိန်မှာဘာပြောလဲဆိုတော့ရုပ်တံအစီအစဉ်မှာပါဝင်ခြင်းလို့တဲ့သူနဲ့သူ့ယောက်ျား2ယောက်လုံးကတမင်တက်ဆက်တိုက်ထားတာဒါတွေအကုန်လုံးကသူနဲ့သူ့ယောက်ျားအတူတူစီစဉ်ထားတာဆိုပြီးတော့လိန်သေးတယ်။ဒါပေမဲ့ပြစ်မှုထင်ရှားတဲ့အတွက်ကြောင့်မို့လို့သူမထောင်ဒဏ်20ချမှတ်ခြင်းခံလိုက်ရတယ်။သူမကိုတပ်တွေအများကြီးနဲ့တရားစီရင်ရေးကိုပို့ပြီးတော့ထောင်ဒဏ်ချမှတ်ခိုင်းခဲ့တယ်ဆိုတာကအဲ့ဒါလွယ်ကူတဲ့ကိစ္စမဟုတ်ဘူး။သူမထောင်ဒဏ်20ချမှတ်ခံရဖို့အတွက်ရဲတွေဘက်ကအတော်လေးစူးစမ်းခဲ့ရတယ်။တရားစီရင်မှုတွေအကြိမ်လုပ်ပြီးတော့မှသူမကိုအဲ့လောက်ထိထောင်ဒဏ်ချမှတ်နိုင်ခဲ့တာ။သူကလည်းလိန်ပြောသေးတာကိုသူရဲ့လိန်တဲ့ပုံစံတွေကလည်းအရန်ကိုသေသက်လွန်နေတဲ့အခါကျတော့ဂျူရီတွေကအစလုံးဝဘာလို့ရမလဲမသိတော့ဘူးသူ့ကိုရဲတွေကတကယ်ပဲတတ်မဲ့ထောင်ချောက်ဆင်ပြီးတော့ထောင်ချခိုင်းခြင်းလို့အခုလိုမျိုးလောက်ကြလားဆိုပြီးတော့ထင်ခဲ့ကြသေးတယ်အဲ့လိုမျိုးအကြိမ်တရားစီရင်မှုပြီးသွားတော့မှသူမထောင်ဒဏ်ချမှတ်ခြင်းခံလိုက်ရတာ2031ခုနှစ်လောက်ဆိုရင်တော့သူမထောင်ထဲကနေပြီးတော့ပြန်လွတ်လာနိုင်ဖွယ်ရှိတယ်
ပြီးတော့သူ့အခုလိုလုပ်တာမတရားဘူးပေါ့တတ်ကြီးရုပ်တံမှတ်တမ်းတွေတင်ပြီးတော့သူမကိုထောင်ချောက်ဆင်လိုက်တာကသူမအတွက်မတရားတာဖြစ်သွားတယ်ဆိုပြီးတော့လေသူမပြောခဲ့ရဆိုတော့အမှန်တကယ်ပဲအခုလိုလုပ်တာကမတရားဘူးလားဆိုတာကိုလည်း comment မှာပြောသွားပေးကြပါအောင်ရှင်ဒီနေ့အတွက်ကျွန်မပြပြခဲ့ true crime ကတော့ဒီအထိပါပဲနောက်ထပ်ဗီဒီယိုတွေမှာဆက်ပြီးတော့တွေ့ကြပါအောင်မယ်